ဘာလေးလိုချင်လဲဆိုတော့အကုန်လိုချင်တယ်ဘာလေးမလိုချင်ဘူးလဲဆိုတော့လည်းမရှိဘူးဒီမှာရှင်ဝင်နေကြပိတ်ကရှင်ကမြစ်လက်ဆောင်ပို့လိုက်တဲ့လက်ဆောင်ရောက်လာပြီဟဲဟိုနေ့ကငါ့လက်ဆောင်ပို့မယ်ပြောဒီနေ့ရောက်လာပြီ ဟုတ်ပါမြန်နော် ဟဲပြန်လိုက်တာဟဲ ဒီရရောက်ပြီပတ်ပြီ ကဲခီးရရောက်ချင်းကွက်တီပဲဖောက်လာပြီနော်ကဲဘာလေးလဲမသိဘူးပြောစရာကြီးပေါ့နှစ်တစ်လက်ဆောင်ဝါစကားဖန်ဒါလိုချင်တဲ့ဟာလေးရပြီပလေးအောက်ဆိုင်ကြီးကြီးပဲအားရပါရဖောက်ရပြီညာပြီးတော့ကဲဒီရဲ့အယုတ်တွေ scar panda အယုတ်တွေ6ယုတ်လုံးပေါ့နော်ဟဲ6ယုတ်လုံးအကုန်လုံးရမှာဆိုပျော်ပြီးရမ်းပျော်ပြီးဖောက်ပြီးကဲအားမရတော့မတ်တရဖောက်တယ်အားရပါရโอเคဘာလို့ဖောက်ရလဲသူများရဖောက်ဒီလိုလေးထောက်ဒီအားလို့မျိုးကဲဒီ box လေးကတော့ blind box Bangkok ဆိုတဲ့ page လေးကနေပြီးတော့ညစုကိုပို့ပေးလိုက်တာပါလက်ဆောင်blind box Bangkok ဆိုတဲ့ page မှာပေါ့နော်ဒီလိုမျိုး blind box တွေအများကြီးအစုံအလင်းရှိပါတယ်ဒီလိုမှာမယ်ဆိုရင်အဲ့ page ကနေမှာလို့ရပါတယ်ကဲဒီမှာအများကြီးပဲအားရပါရဖောက်ပါပါကဲအခုကတော့ဘာလေးလိုချင်လဲဆိုတော့အကုန်လိုချင်တယ်ဘာလေးမလိုချင်ဘူးလဲဆိုတော့လည်းမရှိဘူးစတာပါဟိုအရန်ကြိုက်တဲ့ဟာတော့ရှိရပေါ့နော်အရန်ကြိုက်တာကြတော့ဒီထဲမှာအနီရောင်လေးနဲ့အနက်ရောင်လေးကတော့အကြိုက်ဆုံးပဲအဲ့နှစ်ရုပ်ကိုအရန်လိုချင်တယ်ကျန်တဲ့ဟာရဲ့အားလုံးလည်းကြိုက်တယ်တိတ်မကြိုက်တာလေးရှိရယ်ဒါလေးပေါ့နော်ဒါလေးတော့မကြိုက်ဘူးဒါပေမဲ့မပေးဘူးကဲစပြီအခုဖောက်မှာဆိုတော့ပထမပိုင်းအစီအစဉ်နဲ့ဒုတိယပိုင်းအစီအစဉ်မဟုတ်ပဲအဲ့မှာ၄ box ကိုအရင်ရွေးလိုက်မယ်အဲ့ဒီ၄ box ထဲမှာဟိုဟာလည်းဆိုကြိုက်တဲ့ခုနကတော့အကြိုက်ဆုံးဆိုရင်နှစ်ရုပ်ပါမပါပေါ့ကဲရင်ခွန်အောင်လို့တစ် box နှစ် box ပြီးတော့3 box ပြီးနောက်ဆုံးတဲ့တစ် box ၄ box ဒီ၄ box ကိုအရင်ဖောက်မှာနော်secret တွေဘာရမမျောတော့ပါဘူးခုနက2 box ဆောက်မှာတစ်ခုပါတာဆိုတော့အဲ့လောက်ကံမကောင်းဘူးရအောင်လည်းမဟုတ်ဘူးဒီရဲကကိုလိုချင်တာလေးပထမပိုင်းစီစဉ်မှာပါမလားကြည့်မယ်နော်โอเคစပြီဒါပထမဦးဆုံးတစ်ပေါက်စဖောက်နော်ဒါလေးလည်းချစ်ပါအဖြူလေးဖြူဖြူပွေးပွေးစနိုးမင်းသမီးလေးပေါ့ချစ်စရာလေးသူအမွှေးနေတော့သူမျက်နှာလေးကပိတ်နေတော့အမချစ်စရာလေးကဲကဲတရုပ်ရပြီကဲ the house ပြီးသွားပြီနော်နောက်ထပ် the house ဖောက်နောက် the houseကဲဘာလေးဖြစ်မလဲညမှာတော့6ရုံလုံးအကုန်လုံးရမှာကွယ်ပျော်စရာကြီးအရန်အောင်ဒါပေမဲ့ဖောက်တဲ့အချိန်မှာတော့ရင်ခုန်တယ်အနီလေးလားဘာလေးလားအနီဖြစ်မှာတယ်အညိုလေးချစ်တော့ချစ်စရာလေးဟာဟိုပုံထဲမှာတိတ်မလှဘူးထင်တာဒီထဲမှာချစ်စရာလေးသပင်ကောက်ကလေးနဲ့ချစ်စရာလေးဒီကြောင်လဲလှတယ်ကဲနှစ်ပေါက်ရှိသွားပြီနော်နှစ်ခုရှိသွားပြီနှစ်ရုပ်ရှိသွားပြီကဲဒါလေးကဘာဖြစ်မလဲကြည့်မယ်နော်ရုပ်တရက် secret တွေပါပေါက်ချသွားပြီလို့အဲ့ဒါတိုက်တာပါလားလမ်းကြီးတယ်မှာခုနှစ်တင်နေချင်းယူရတယ်ခုနှစ်ဒါနံပါတ်9နေဘယ်လိုသိလဲဟုတ်ပြီသူချင်းဒီဘက်ကရည်တင်းနေတဲ့လေးငါချာခုနှစ်လို့ဟဲ့အားတွေကကောင်းတာမကောင်းလားမသိဘူးမလေးအဲ့ဒါကြည့်မယ်နော်နေဒါနံပါတ်9ဘူးမြောက်တယ်သူပြောတာပေါ့နော်ဒါပါလောက်တယ်ပေါ့ဘာဖြစ်မလဲကြည့်မယ် secret တန်းပေါက်ချသွားတယ်လို့အေးအဲ့ဒါတော့ပြောစရာကြီးပေါ့ကဲနံပါတ်9မြောက်လေးဆိုတော့ lucky 7လေးပေါ့နော်lucky 7ကို1 2 3အနက်နဲ့အနီတစ်ခုခုဖြစ်ဒီထဲမှာဖြစ်နေဘူးမြေပဲမှာဖြစ်နေတော့သူများရဲ့မြေပဲမှာမကြိုက်ဘူးငါချစ်တယ်တော့ငါပဲမြောက်လို့လားမသိမြေပဲမှာတော့ချစ်တယ်လေငါလည်းကြိုက်တယ်ပြောတယ်ဟုတ်တယ်အနီနဲ့အနက်တစ်ခုခုပါတော့ဖဲတယ်မှာနင်ပြောဖဲတယ်ချင်း
အနက်ကလေးရချစ်လိုက်တာအဲ့အနက်ကိုချစ်နေတာအရန်လို့ချင်နေတာဒီအနက်ကလေးဒါအိမ်မှာဟာနတ်ဆိုတော့လေဘယ်အိမ်ကြီးနဲ့မဆိုဘယ်အိမ်နဲ့မဆိုလိုက်တာလေပြီးတော့ तू ကအရန်ချို့ကမှမျက်လုံးလေးကိုမှိတ်ပြီးတော့လေပြီးတော့အထာကျတယ်သူ့ကိုကြိုက်တယ် ခရမ်းကောက်ကိုလေးနဲ့ဟောစား အေးဘေးဟောဆိုင်ကမနေမှန်သွားနော်အနီးနဲ့အနက်တွေကတစ်ခုဖြစ်မယ်တဲ့ဟဲ့ကိုတီပဲကြံနော် lucky 7လေးကွယ်ကိုလိုချင်တဲ့အနက်ကလေးပထမပိုင်းအစီအစဉ်မှာပါသွားပြီနော်တကယ်ပါသွားပြီကျော်ပါအေးအနက်ပါသွားပြီကဲဒီတစ်ပေါက်နော်ကိုပေါက်ဆောင်ဖောက်ရမှာအားရပါရကြီးကွယ်ဂျနက်တော့ပျော်စရာကြီးကွယ်ဒီနေ့ကတော့နှစ်သက်မှာပေါ့နော်ဖောက်စီဖောက်ရဒါမျိုးနှစ်သက်လက်ဆောင်တော့လာပါရေးလေကြိုက်တာဒါမျိုးပို့လို့ရပါတယ်နော်တို့ကတော့တအားဖောက်ရှင်တယ်တို့အမောင်းစီကိုအကြီးကျယ်လုံးရှင်ပါတယ်တို့ကဲတမပိုင်းစီကျေနောက်ဆုံးရုပ်ကလေးပါလာဘာဖြစ်မယ်ထင်တယ်ဘယ်ဟောမယ်ဆိုညီမဲမဖြစ်မယ်ထင်တယ်နော် okay ကြည့်မယ်နော်1 2 3 1 2 3 ဟွာလေ အလီအောင်ငါလိုချင်တဲ့ဟာဟဲ့ပထမ နှစ်ခုလုံးပါသွား နှစ်ခုလုံးပါသွားရဲ့ပထမပိုင်းအစီအစဉ်မှာကျန်ကိုလိုချင်တဲ့နှစ်ခုစလုံးပါသွားတယ်ကြိုက်လိုက်တာအရန်ကြိုက်တယ်အဲ့ဟာအရန်ချက်နေတာပြီးတော့ဒီမှာဒီလိုမျိုးလေးလည်းပါသေးလို့လေအယောင်လည်းအရန်ကြိုက်တာအနီလေးနဲ့အကြိုက်ဆုံးနှစ်ယောက်ပါဒါချစ်လိုက်တာကဲငါပထမပိုင်းအစီအစဉ်မှာနှစ်ယောက်ပါသွားပါပြီနောက်ဒါဆိုဒုတိယအနေနဲ့ထပ်ကြိုက်တဲ့ရုပ်ရှိတယ်ဟာကြိုက်တယ်ဆိုတော့ဒီဟာလေးကြိုက်တယ်ဒီမှာဒီကောင်လေးကြိုက်တယ်ဟဲ့ငါလက်သေးရောလက်သေးပဲကွာငါဘူးတွေပေါက်ပြီးလက်သေးဘူးတွေပေါက်သွားနားကြဒီဘက်မှာရှိတယ်ဘယ်တော့လက်သေးကချွတ်သွားလဲမင်းနဲ့ချောင်းမရှိတော့ဟာဒီနေ့ဘူးတွေဖောက်မယ်ဆိုတော့မှလက်သေးလှလာလေးပေါ့ဟဲ့အခုလက်သေးကမလှတော့ဖြစ်တနာဖြစ်ရှာကြဘူးတွေလည်းရောက်သွားလားရှာကြပါအောင်ကဲလက်သေးပြန်တက်ပြီးသွားပြီဘောက်စီထဲမှာပြန်တွေ့ရလက်သေးရှာပုံတော်လေးဖြစ်သွားတယ်ကဲဒုတိယပိုင်းအစီအစဉ်ပေါ့နော်ဒုတိယပိုင်းအစီအစဉ်ဆိုတော့ဒီဟာလေးလိုချင်တယ်ဒီဟာလေးဖဲပြအနီလေးတွေနဲ့ဒါဒုတိယကြိုက်တဲ့ဟာပေါ့နော်ဒုတိယကြိုက်တဲ့ဟာဒါလေးပါမယ်အဲ့ဒါလေးလိုချင်တယ်နောက်တစ်ယောက်ကကျတော့ခရမ်းရောင်လေးလိုချင်တယ်အဲ့နှစ်ခုလိုချင်တယ်ဒီနှစ်ခုနော်ဒုတိယပိုင်းအစီ ဒုတိယပိုင်းစီမစားခင်တရုတ်ပြန်ပြောတာလေ အော်ပြောမိရတော့ဟုတ်တယ် ရွေးလိုက်တော့မယ် ခေတ္တနာကြီးပါရေးရွေးဘာလို့ချင်လဲပြောနေဘာလို့ချင်လဲအယုတ်ချင်ရွေးလားအော်နေဒီဘူး လိုချင်တာဒီကပ်ပီမှာ အော်အေးဟုတ်ပြီပေးမယ်ဒါလေးပေးမယ်နော်သူတရုတ်ပေး ဒါမလို့ချင်ရှိပြီလားမလို့ အော်ဒါမလို့အေးဟုတ်ရပြီတကယ်လို့အေးပြီးတော့အဲ့ဆိုရင်တကယ်လို့ဒီဘူးကအဲ့ဒါဆိုလို့ရှိရင်ငါ့ကိုပြန်လဲပေးတကယ်လို့ငါကြတော့ဒီကအနီရောင်လေးပန်းရောင်လေးရဲ့ခရမ်းရောင်လေးလိုချင်တာကွာနှစ်ရုပ်အဲ့နှစ်ရုပ်ဖဲပြားလေးနှစ်ရုပ်ကွာအဲ့လိုချင်တာအဲ့ဆိုနေပေါက်ခဲ့ငါ့ကိုပြန်လဲပေးအေးဟုတ်ပြီ ကပ်ပီမှာအေးလာဖောက်တာဖောက်ချင်တာ အေးဟုတ်ပြီဖောက်ပါလာကင်မရာထဲမှာပြန်လဲမှတ်တာအေးရပြီလားဖောက်ရှိမယ်လေဟာဖြစ်မယ်လေသူကအဲ့လိုမျိုး ဒီ item မလုံးနဲ့ item မလုံးနဲ့ဆိုတော့ဒီမှာကြည့်လိုက်ဒီရဲရင်ကြည့်ကက်ကိုကြည့်လို့ရတယ်ညီပဲလားနေကလေအဲ့နေကအဲ့ဘာခေါ်ရအောင်ပဲလေအေးငါပြောပါလားနေငါ့ကိုပေးရမယ့်ရုပ်ပဲလား ဟုတ်လားဒါလည်းကံပါလားမသိဘူး तू အဲ့ဒီရုပ်ပဲကံပါတာ တော့ဒါပဲပေါက်တာ အေး तू အဲ့ဒါပဲပေါက်တာမလို့ငါလိုချင်နေတဲ့အယုတ်ကလေးရ ဖြစ်ပြီလားဖြစ်ပြီ ဒီမှာအဲ့ဒါရဟန်းချစ်တဲ့အယုတ်ကလေးဒီနှစ်ရုပ်အနီးနဲ့ပြီးသွားလို့ရှိရင်ထက်ချစ်တဲ့ရုပ်ကလေးကဒီရုပ်ကလေးရယ်ဖဲပြားလေးနဲ့ဆိုတော့ချစ်တယ်လေနော် အဲ့ဆိုရင်ပြကြမှာဟိုနဲ့ကပ်ပီမနဲ့ ကပ်ပီမနဲ့ပြန်လဲပြီမယ် ကွတ်တီ ဟဲ့ကိုတီတော့ तू ကဘယ်နှခါဖောက်အဲ့ဒါပဲပေါက်တယ်ကဲအဲ့ဒါဆိုဘေးတင်ဟောကြမယ်ငါတို့လေးဘူးပဲကျန်တော့ဆိုတော့လေးပေါက်ပဲကျန်တော့ဆိုတော့ဘေးဟောမယ်ငါလေးပေါက်ထုတ်လိုက်တော့မယ်ကွာရှင်းမှာ1 2 3 4ကဲဒီပေါင်းပြီနော်ဘူးကြီးထည့်လိုက်တော့မှရှုပ်လို့ဒီပေါက်ကျန်တယ်နော်ကဲဒီပေါက်ကိုငါတို့ဘေးတင်ဟောကြမယ်ဘောက်ဖြစ်မလဲဆိုတာပြောကြနင်ပြောကြည့်ဟာငါခုဒီမှာလေးပေါက်ဆိုတာမဟုတ်ဘူးဘာကြန်နေရလဲဆိုတော့မီးကိုလေးကျန် မြေပဲဟဲ့ကောင်းတယ်အကြိုက်ဆုံးနဲ့ဟိုမြေပဲနဲ့ အေးဟုတ်တယ်ခရမ်းရောင်ငါအကြိုက်ဆုံးခရမ်းရောင်ရမ်းလိုချင်တယ်ကွာဒါမြေပဲကလည်းငါချစ်ပါတယ်ပဲမြလို့အဲ့ဆိုလို့ရှိရင်ဘာကြမလဲမှန်းကြမယ်နော်ကဲဒီဘူးငါကဟိုအားလို့မှန်းတယ်မြေပဲမလို့မှန်းတယ်နင်းအောင်ဆိုလို့ရတယ် အေးဟုတ်ကပ်ပြီးပါနော်စမယ်လက်သေးကဘယ်မှာကျွတ်တာလဲဆိုတာသိသွားပြီဒီခွာတဲ့နေရာမှာ
လာပြီနော်ဟုတ်ပြီဝါဘာဖြစ်မလားညီဘဲမလို့ငါပြောလိုက်တာနော်နင်းကဘာပြောလိုက်တာကပ်ပြီနော်1 2 3 အဲ့ဒါ နက်ပြဟဲ့ပုံထဲမှာအဲ့ဒါအပြင်မှာပိုလာတာဟဲ့ဒီထဲမှာနော်ဒီထဲကအယောင်ကြည့်အောင်ဒီကမီးခိုးပြာရောင်ကြီးလိုမျိုးလေတိလားဒီမှာကျအဲ့လိုပန်းဘယ်လိုပြောခရမ်းဆက်တယ်ဟိုအေးနော်ငါဝတ်လာအင်းနေအောင်နည်းနည်းစင်တယ်နော်အဲ့ရဟဲ့ချစ်လိုက်တာဒါလေးလဲလှရတော့အပြင်မှာပိုလာတာတိလားပုံထဲမှာအဲ့လောက်မဟုတ်ဘူးပြောကဲလာလာဒါကြငါလိုချင်တဲ့ခရမ်းရောင်လေးဖြစ်မယ်လို့ထင်တယ်ဒီဟိုဟာလေးနဲ့ဖဲပြားလေးတယ်မဲငါခရမ်းရောင်တော့ဝတ်ထားတာနော်ဒီကအဆောင်တို့ကပြောင်းနေလိုက်တာနေပဲမှနေရမြေပဲမှငါခရမ်းရောင်နော်โอเคကဲဟောက်မနော်ဒီလူလေးပါဖြစ်မလဲဒါဒါသူမှန်မလားကိုမှန်မလားပေါ့ခရမ်းရောင်လေးဖြစ်ခရမ်းရောင်လေးဖြစ်ခရမ်းရောင်လေးဆိုရင်အင်ကြီးနဲ့စင်တူလေးဖြစ်ဟုတ်တယ်လို့ဒီရောင်သဘောကျနေရနော်ဒါပြီနော်1 2 3 ငါမကြည့်ဘူးငါဆွဲထုတ်လိုက်ပြီငါပြောမှတယ်တွေ့လားငါပြီးတွေ့တာမှန်သွားတယ်တွေ့လားငါပြောမှတယ်ကွက်တီပဲလားခရမ်းရောက်လေးဖြစ်ဆိုခရမ်းရောက်လေးဖြစ်သွားတယ်ဒါလေးကတော့ကြာလေးပြရမယ်ငါအင်ဂျီနဲ့တူနေရဆိုတော့အရောင်သူနဲ့ငါနဲ့တူတူပဲအင်ဂျီအရာတာဒါကျူစီရလေးရမ်းကြိုက်သွားပြီဒီမှာတွေ့ရတော့ဟဲ့ငါဟုတ်နေရုပ်ပဲကြံတော့နေရုပ်ပဲကြံတော့ငါဘေးရောစားလို့ရတယ်ညီပဲနဲ့ဟဲ့ငါမှန်တယ်တွေ့လားညီပဲဟာညီပဲမှတယ်အော်ညီပဲမနဲ့ဗာနေပဲကြံမဲရောင်အမဲမဟုတ်ဘူးမျက်နှာမဲလေအဖြူရောင်မျက်နှာအော်မျက်နှာမဲအဖြူရောင်အင်ကြီးလေးနဲ့မလားဟုတ်တယ်โอเคအဲ့ဒါရင်ဒီတစ်ရုပ်ရှော့ကမကြိုက်တော့နေရုပ်ကြံနေတာဟုတ်တယ်မကြိုက်တာမဟုတ်အားမကြိုက်တာမဟုတ်ဘူးလေအားလည်းမကြိုက်တော့နေရုပ်အေးပါဟုတ်တယ်ဒါပေမဲ့ငါအမိပဲမတော့ချစ်ပါတယ်ဟဲ့ဆိုတာလို့ဖင်ကြီးကြီးလေးလို့ဖြစ်နေတာလေချစ်စရာလေးရယ်ငါပဲများလို့လားမသိပဲတော့ကြိုက်တယ်အဲ့ဆိုတော့နေတရုပ်ငါတရုပ်ဖြစ်မယ်ကဲမှန်းမယ်ဒီအောင်လားဒီအောင်ငါမိပဲမဖြစ်မယ်လို့ထင်တယ်ဖြစ်မယ်နော်နေကတော့နေလိုချင်တဲ့အယုတ်ဖြစ်မယ်လို့ထင်တယ်နော်အဲ့ဘာယုတ်လို့ခေါ်မလဲSandman နေတဲကဲဒါဆိုဒီဟာကိုမြေပဲမှဖြစ်မယ်လို့ထင်တယ်သူကကြတော့မဲမဲလေးဖြစ်မယ်လို့ထင်တယ်โอเคဖတ်ပြီနော်Sandman ရေဘ1 2 3 happy ငါမကြည့်ဘူးနင်းကြည့်လိုက်1 2 3ကဲနေရပါပြီကဲရပါရဲ့ဟဲ့လုံးပို့လာလို့ဟဲ့ချစ်စရာလေးအပြင်မှာလှရဟဲ့ဒီထဲမှာတိတ်မလှဘူးဟဲ့မပေးတော့ဘူးဟဲ့မပေးတော့ဘူးဟဲ့ဟဲ့ခေတနာကြီးဟဲ့အတောင်မှမပါတယ်ဟဲ့ဟုတ်လားအေးဒီမှာအတောင်မှပါတယ်မပေးတော့ဟဲ့မြေပဲရောနေကိုယ်တိုင်မှာလောက်ထားလိုက်လာဟဲ့ပေးဖို့တယ်လေဟဲ့နေလိုက်တယ်ခေကြပါဒီမှာအတောင်မှလေးပါတယ်ဟဲ့မှာပါပြီသွားပြီသွားဆိုင်ခေါ်လာနေဒီရလေးယူမလားဒီလိုပါယူဒီညိုလေးယူနေတယ်ရမ်းလိုက်တယ်နေစပင်ရောင်နဲ့တရောင်နဲ့နည်းလေးပဲယူတော့မယ်ဟောတောင်မှန်ပါဒါကြီးကတော့သိမှာအားလုံးသိပြီဒါဒီတိုင်းဖောက်လိုက်တော့မယ်တကယ်တော့သူများကြီးမကြိုက်ဆုံးဟာရှင်တော့မှာပါဗျာအေးနောက်ဆုံးမှာနော်အေးဟုတ်တယ်တေချာပါပြီလေဒါအဲ့တကယ်လို့မြေပဲပုံစံ secret ဖြစ်နေတယ်အော်အဲ့လိုလည်းဖြစ်နေမဖြစ်တော့ပါပြီခဲအဲ့ဒါကံမကောင်းပါဘူးဟုတ်ဒါမြေပဲမှာတေချာသွားတဲ့ဟာလေးပေါ့ဟဲ့လားဒီတေချာသွားတဲ့ဟာသူကြည့်ကြမယ်ဒါနောက်ဆုံးရုပ်ပဲဒါ9ရုပ်မြောက်ပေါ့နော်1 2 3ဟုတ်ပြီဒါမြေပဲမှာကြည့်လိုက်ပါဒါအဲ့လိုမပြောပါနဲ့ဟဲ့ချစ်စရာကောင်းပါလေနှက်ခမ်းလေးစုထားမှာကြည့်ရောချစ်စရာလေးပါရဲ့ကြိုက်ကောင်းနေပြီနော်ငါ့ကိုဘာလို့မကြိုက်ဘူးပြောရရဲ့ငါကဘာဖြစ်နေရုပ်ရဲ့ငါကဘာဖြစ်နေရုပ်ရဲ့ချစ်စရာလေးအကြိုက်ဆုံးလေးရုပ်လေးသူကပြောရဲ့မမညံရှူညံနေမယ်မနေဘူးမမညံရှူညံနေမယ်နေမလို့လားနေချင်းတော့နေလိုက်ပါဟဲ့နေရမကောင်းခလေးကနေချင်းမနေပါသူရဲ့မနေဘူးသူရဲ့မမညံရှူညံပဲနေမယ်ဒုက္ခပဲရတယ်ဟိုပါလေနေရမနော်အေးဟုတ်တယ်
ပထမ တများနေတော့ ပထမအမြင်နဲ့တင်ဖေးဖေးမဟုတ်လို့ तू လည်းမနေချင်တော့ မေမေမပေးရိုက်ပါနဲ့မေမေမပေးရိုက်ပါနဲ့ ဒီပါအိုက်တဲ့ငါတရားရအကြိုက်ဆုံးနှစ်ခုပါရင်ပြီးတော့မှထရမ်းလား ဟာအကြိုက်ဆုံး ဒီကတန်းရဟုတ်ဘူးလေ ငါဘူးကိုကြည့်ပြီးပြောလိုက်တာဟာမှားသွားပြီဟာ တန်းရ အဲ့ရ ပြီးတော့ဆက်တော့မှာဒီမှာ အေးဖြတ်ဒီဘက်က အိမ်ထိဓမြလာတိုက်တဲ့လူရှိတယ်သိရမလားအဲ့ကြောင့်ပါသွားပြီအတောင်မှနှစ်ခုပေးခဲ့ရောအတောင်မှဘာမှမသိလိုက်ဘူးကြိုပြီးလာပြောထားကြပါလားငါ့ကို ဟုတ်ပါလားမသိ အေးဟုတ်တယ် ဘူးဒါပေမဲ့အဲ့လိုအမဲလေးတူတူကြား ဟု လေး တ်တယ်ထို့လို့ကျအမွှေးလေးရလဲအေးချစ်စရာလဲကဲသွားပါပြီဟဲ့ပြောမိသွားကွယ်ကဲတကောင်ပေးမယ်လို့ပြောမိသွားကဲအနေကြားတကောင်ပေါ့ဒါကျန်တဲ့ဟာကတော့လက်ရှိဟာပါရှစ်ရမမေသွားချင်ဘူးဟဲ့သွားချင်ဘူးပြောနေရနော်လှုပ်နေတယ်ဒီမှာအေးသွားချင်ဘူးပေးပါနဲ့ကဲညီမမတတသွားညီမမ ဖေးဖေးလို့မပြောလို့မသိချင်ဘူးလေ ပြောရတော့ဟုတ်ဒီမှာမြေပဲမှာနေစီလာခြင်းလို့ မလားဒီလည်းကြိုက် မေသွားမယ်တူရှိသွားမယ်ကိုချိုင်းခွန်ချန်ရှိသွားမယ်တဲ့ယူလိုက်ပါရဲ့နေစီလာခြင်းကလေးကတနာပါတယ်ဟဲ့ အဲ့ဒီမှာကစစ်ကြတယ်တဲ့ဟာတော့ဗါလေဟိုအပြားပါတယ်တော့ ကဲအများကြီးရနော်ကိုရုပ်တောင်မှာကျေးဇူးအများကြီးတင်ပါတယ်လက်ဆောင်လေးပို့ပေးတယ် blind box ဘန်ကောက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နှစ်တင်မှာအရုပ်တွေအများကြီးရပါလို့ပျော်သွားပါပြီအရန်ပျော်ပါတယ်ရှစ်ရုပ်ရလို့ပျော်ပါတယ်တရုပ်ကဓမြတိုက်ခံရပါတယ်ကျေးဇူးပါ